အသက်ဆိုတာတူတူလေးနည်းနည်းလေးသေချာပေါက်တမလွန်ခရီးကိုသွားရမယ်ဒါလေးပိုင်းနေတဲ့အချိန်ကလေးမှာနှစ်ချက်တိုက်တွန်းတယ်ကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါတဲ့ဘိသိက်ပြောကြည့်စမ်းပါဗျာကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါဘာကြောင့်ကောင်းမှုကိုပြုပါလို့တလုံးနဲ့မပြောရသလဲဘာကြောင့်မြတ်သောအကျင့်ကိုကျင့်ပါလို့ဒီတစ်ခုတည်းမပြောရသလဲဒါမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကောင်းမှုကြတော့တန်တရားတွေနဲ့ချီးပြီးတော့နေရအောင်ပါလေဒါနတွေသီလတွေဘာဝနာတွေပြုမြတ်သောအကျင့်နဲ့ကျင့်ဝိပဿနာတရားတွေကျင့်နော်နှမျိုးပြောတာနော်ပြည့်စုံအောင်ပြောတာနော်ကတ္တဗံကုတလံကောင်းမှုကိုကတ္တဗံပြုတိုက်ကုန်၏မြမစေယံမြတ်တဲ့အကျင့်ကိုစရိတ္တပ္ပနိကျင့်သုံးတိုက်ကုန်၏နတ္ထိဇာတတ္တအမရဏံဇာတတ္တမွေးဖွားလာသောတတ္တဝါအမရဏံမသိဘူးဆိုတာနတ္ထိမရှိနိုင်ဘူးမွေးဖွားလာတဲ့တတ္တဝါမသိဘူးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့သေချာပေါက်သိမှာပဲအင်မတန်ရိုးတဲ့တရားပါတခါကြီးများဟုတ်လားမွေးဖွားလာတဲ့တတ္တဝါသေချာပေါက်သိမယ်တဲ့ဘာဆက်ပြောတော့ဆိုတော့မြတ်စွာဘုရားကရုဏာကြီးကြောင်းအင်မတန်ပေါ်လွင်တယ်ယောဘိခဝေရှိရန်ဇီရတိသောဝတ္တတတအပံဝါဘိညောဘလောက်ပဲအသက်ရှိပါတယ်ပြောတဲ့ချစ်သားတို့အလွန်ဆုံးနေရာမှာတရားပိုနေနေပေါ်တဲ့မြတ်စွာဘုရားလူတွေကဘလောက်ထိအသက်ကိုအပြစ်မတင်တယ်လဲဆိုတော့သေတဲ့အကြောင်းကြားကိုမကြားခြင်းဘူးနော်ဒီနေ့လှုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါဘာကြောင့်လဲဆိုတော့မနေ့ပြန်ရှင်းသန်းနေပါမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးတဲ့အဲ့ဒီမှာတစ်ချက်စဉ်းစားရကောင်းတာကသေသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီနေ့သေတယ်ဆိုရင်မနေ့လောက်ကသူတို့ငါမနေ့ပြန်သေလိမ့်မယ်လို့သူတို့သိကိုမသိဘူးမသိဘဲနဲ့သေသွားတာသိပြီးတော့သေတဲ့မသားအင်မတန်နဲပါတယ်ဟုတ်လားယောဂါတွေနှိမ့်ဆက်ပြီးတော့ငါတော့သေမြန်းသေမလားဒါတော့မှတချို့သေလောက်သေးပါဘူးလို့ထင်ပြီးတော့သေသွားတာပဲဟုတ်ရဲ့လားဒါကြောင့်ဒီမှာပြောထားတာမနေ့ပြန်ရှင်နေပါမယ်လို့မနေ့ပြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သေတရားအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီးတနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့ဗျာလက်နဲ့တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြမှာတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့မြတ်စွာဘုရားကအဲ့တော့ဦးဇင်းတို့နားလည်အောင်ပြောရမယ်သေတရားအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသိနိုင်တယ်ဟုတ်လားကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းပဲချွတ်တဲ့သိနိုင်တာပဲဟုတ်ရဲ့လားသိကြတာကတော့ကံကတဖြည်းဖြည်းနဲ့တောက်ရည်ဦးတွေကရေအမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနဲသွားတာပဲတရက်နေပြီးရင်တော့တရက်စာနဲသွားတာတော့အမှန်ပဲဒါဘယ်လိုမှမငြင်းနိုင်ဘူးမနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထားတရက်နေပြီးရင်တော့တရက်နေတရားကံနဲသွားပြီဆိုတာတော့သိကြတယ်အဲ့ဒါလိုနဲ့ခမည်းတော်ကျွတ်တို့ဟာတဖြည်းဖြည်းနဲ့ရှေ့တိုးစရာမရှိတော့ဘဲနဲ့ဂျောင်ပိတ်မိမှာပဲဗျဟင်ပြီးတော့ပြေးနေတာပဲပြေးရင်နဲ့ရှေ့ကဘာဖြစ်လဲနောက်တော့ပြေးမရတဲ့အခြေအနေရောက်သွားမှာပဲပြေးစရာမြေမရှိဟင်ဒါပေမဲ့အကြာကြီးနေရအောင်မလို့ထင်းနေတာလည်းခက်တော့ခက်တယ်နော်အေးဒီမှာမြတ်စွာဘုရားဒါလေးကိုပြောတာဒါကြောင့်သေခြင်းတရားကိုနက်သဘောပေါက်ဖို့လိုတယ်ငယ်တယ်ကြီးတယ်မဟုတ်ဘူးဟုတ်လားဒီနေ့လှုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါတဲ့အစ္စေဝကိစ္စမာတ္တပံကိလေသာတွေကိုငြိမ်းချမ်းသွားစေတဲ့အလုပ်ဒီသာနဲ့အကောင်းဆုံးအလုပ်ဖြစ်တယ်ဟုတ်လားဒီမှာမြတ်စွာဘုရားကကိလေသာငြိမ်းစေတဲ့အလုပ်ဒီသာနဲ့လူသားတွေနဲ့အထိုက်